သမီးရေလူဝဆိုတာမွေးချိန်ကတေခြင်းအထိကာလအပိုင်းခြားတစ်ခုပါပဲဘဝတစ်လျှောက်လုံးတေတဲ့အထိစင်ပြေသွားတဲ့သူအင်မတန်ရှားပါတယ်အတိတ်ဘဝကုသိုလ်ကောင်းလွန်းတဲ့လူအနည်းစုပါပဲအများစုကတော့ကံစီမံရနာခံကြရတာပဲသမီးဘယ်လိုပဲဖျားမြင့်မြင့်နဲ့ကောင်းမှုကုသိုလ်လုပ်ပေမဲ့လဲကံကြမ္မာတစ်ချက်အဆောင်မှာမြောင်းတဲ့ရောက်သွားတတ်ပါတယ်ဖျားမသိဖျားမရှိနေတဲ့သူလဲကံကြမ္မာတစ်ချက်ပြောင်းမှာကောင်းစားပြီးကြီးပွားချမ်းသာမျိုးလဲတွေ့ရတတ်ပါတယ်လောကဓာတ်မုံနဲ့အတိုက်ခံရင်အနည်းနဲ့အများတော့တုံခါသွားတတ်ကြတာပဲအဲ့ဒီအချိန်မျိုးမှာစိတ်စေတနာကောင်းကောင်းနဲ့စိတ်ငြိမ်းချမ်းအောင်နေတတ်တဲ့သူတွေကိုဖျားကိုယုံကြည်ပြီးတမန်အာဇီဝနဲ့သမွေဝညောင်ပြုတဲ့သူတွေထိကြိုက်နေနိုင်ပါတယ်ဒါပေမဲ့ကံကြမ္မာဆိုတကယ်ဝင်လာပြီဆိုရင်တော့ခါကော့အောင်ခံကြရတော့တာပါပဲသမီးရဲ့ဒီလိုလောကဓာတ်မျိုးမကြုံကျင်ရင်တော့လက်ရှိဘဝမှာဖြောင်းအောင်နေမကောက်အောင်ထိလောကဓာတ်နဲ့ရင်ဆိုင်တွေ့ရင်ဖင်ထိုင်မေ့သွားအောင်လောဘဒေါသမောဟမာနနဲ့အောင်နေအတိနဲ့သတိကားပြီးစိတ်ရင်းကျက်အောင်လေ့ကျင့်မမြဲတဲ့အနေစာအောင်နှလုံးသွင်းစိတ်ရှင်းချင်းနဲ့နေအောင်ကြိုးစားဘာပဲဖြစ်ဖြစ်ဘာပဲလုပ်ကိုယ်လိတ်ပြကိုတတ်ပါစီသမီးလေးကိုချစ်တယ်